ဒီဗီဒီယိုကိုတွေ့ပြီးဆိုရင်အချစ်ရေးမှာမကြခင်တင့်စီလူတယောက်ဝင်လာပါတော့မယ်အားလုံးပဲမင်္ဂလာပါရှင်တဲရော့ပိုင်အီမီကိုကနေကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်ခေါင်းစဉ်လေးကတော့ကိုဘွားတွေဝင်လာမဲ့အချစ်တစ်ကြောင်းပဲဖြစ်ပါတယ်ပိုင်1ပိုင်2ပိုင်3ပါရှင် personal reading မေးချင်တဲ့သူတွေထဲတော့မေးချင်တဲ့သူတွေမေးခွန်း3ခုကို9000နဲ့လာမေးလို့ရပါတယ် Viber Telegram ကနေ voice mail နဲ့တိချာလေးဟောပေးပါတယ်နော်ပိုင်1လေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်1လေးစီရောက်လာမဲ့အချစ်တစ်ကပိုင်1လေးထင်ထားတာထက်ပို့ပြီးတော့နီးကပ်နေပြီเนาะပိုင်1လေးအတွက် universe ကပြတဲ့နမိတ်တွေကတ်တီထဲမှာဒီမှာအများကြီးပဲမြင်နေရတယ်ပေါ့เนาะပထမဦးဆုံးအနေနဲ့ရုပ်ရည်ကိုအရင်ပြောလိုက်မယ်ပေါ့ရုပ်ရည်ကတည်ငြိမ်နေလူကြီးဆန်နေအကြည့်တွေကစူးရှာတယ်ပေါ့เนาะစကားပြောရင်အတန်ကဩစာအာနာရှိတဲ့ထဲမှာပါတယ်စမတ်ကြကြဝတ်တက်စားတက်လိမ့်မယ်တကူရီတန်ရှင်းရေးကိုအရန်ခယူးဆိုင်တဲ့ထဲမှာပါတယ်ပေါ့နော်သူပြုံးလိုက်လို့ရှင်သူ့ရဲ့မျက်လုံးလေးတွေကအရန်ဆွဲဆောင်မှုရှိနေတတ်တယ်သူ့ရဲ့နာမည်မှာလေ S တို့ M တို့ K တို့ A တို့အဲ့လိုမျိုးပါတတ်တယ်ပေါ့နော်နာမည်ကနှလုံးလေးလည်းဖြစ်နိုင်တယ်သုံးလုံးလည်းဖြစ်နိုင်တယ်ပေါ့နော်ပိုင်ဝမ်လေးတည်ပြီးသားသူဒါမှမဟုတ်ရင်ပိုင်ဝမ်လေးနဲ့ social media လို့နေရာမျိုးမှာပေါ့နော် connection ရှိပြီးသားလူပေါ့နော် line ပေါ်မှာ friend တို့ပါတော့ပေါ့နော်အဲ့လိုလူတွေကပဲဖြစ်လိမ့်မယ်ပေါ့နော်ပိုင်ဝမ်လေးပတ်ဝန်းကျင်ဘေးနားမှာပဲရှိတယ်ပေါ့သူကပိုင်ဝမ်လေးစီကိုရုတ်တရက်ကြီးအဲ့လိုမျိုး message တွေပို့တာပဲဖြစ်ဖြစ်ကိစ္စတစ်ခုခုအကြောင်းပြပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ဝင်လာလိမ့်မယ်ဒီမှာတော့လေfire sign ပေါ့နော် fire sign ဆိုတော့Aries တို့ Leo တို့ Sagittarius တို့ဒါမှမဟုတ် water sign နဲ့တွေ့တယ်ပေါ့နော်Pisces တို့ Scorpio တို့ Cancer တို့ဖြစ်ဖို့များတယ်စိတ်မြန်လက်မြန်ရှိတယ်ပေါ့နော်ဖြစ်ချင်ပြီဆိုရင်ချက်ချင်းပေါ့ဆိုတော့ sign တွေကတော့ဒီနေရာမှာအဓိကမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီလို sign တွေကဆိုရင်ပို့ပြီးတော့ဖြစ်နိုင်ကြီးရှိတယ်လို့ပြောလို့ရတာပေါ့သူကပိုင်ဝမ်လေးကိုအရင်ကတည်းကပိုင်ဝမ်လေးတင်သမျှဒီပုံတွေ story တွေ post တွေကိုအမြဲတမ်းချောင်းကြည့်နေတတ်တယ်ပေါ့ဒီလိုလူမျိုးကပိုင်ဝမ်လေးဘွားတွေကိုအချစ်တဲ့အနေနဲ့ဝင်လာဖို့ရှိပါတယ်ပိုင်ဝမ်လေးအားလုံးပဲကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်တူးလေးစီဝင်လာမဲ့သူရဲ့ရုပ်ရည်ကအရန်ဆက်စီကြတယ်ပေါ့နော်ဆွဲဆောင်မှုရှိရတဲ့မှာပါတယ်အသားညူညူဆူဆူပေါ့နော်အဲ့လိုမျိုးလေးဖြစ်နိုင်တယ်ခန္ဓာကိုယ်ဆိုလို့ရှိရင်လည်း gym လေးပါဆော့ထားတယ်ကိုလုံးကိုပေါင်မျိုးနဲ့ကွာသူ့ကိုကြည့်လိုက်တာနဲ့လုံးဝ energy အပြည့်ပေါ့နော်သူကတနေရာထဲမှာငြိမ်ငြိမ်မနေတတ်ဘူးခင်မိတယ်လို့လည်းပြောလို့ရတယ်အမြဲတမ်းအဲ့လိုပေါ်လွင်နေတတ်တဲ့သူတွေမှာပါတယ် fashion တွေပါဆိုလည်းအမြင်ရှိတယ်အထာကျတယ်ပေါ့ကွယ်နာမည်မှာဆိုရင် WT H ဒါမှမဟုတ်ရင်အဲ့လို G ပေါ့နော်ပါတတ်တယ်ပေါ့ဒီလိုစလုံးပေါင်းမှာအဲ့လိုမျိုးတစ်လုံးလုံးပါတတ်တယ်ပေါ့နော်မှန်းလို့ရအောင်ပြောပြတာပါပိုင်တူးလေးအချီမှာအဲ့လိုမျိုးပိုင်တူးလေးကအချီမှာ stuck ဖြစ်နေတယ်ဥမာဒီမှာပေါ့နော်ဘာမှလုပ်လို့မရတော့ဘူးလို့ခံစားနေရတဲ့အချိန်မျိုးမှာရောက်လာတာမျိုးဖြစ်တတ်တယ်ပိုင်တူးလေးကိုအစင်မပြေမှုတွေစိတ်ရှုပ်စရာတွေကြားထဲကနေဆွဲခေါ်ပေးသွားမဲ့သူမျိုးဖြစ်တတ်တယ်ပေါ့နော် sign အနေနဲ့ကတော့ fire sign မြင်တယ်ပေါ့နော် fire sign ဆိုတော့ Leo တို့ Sagittarius တို့ Aries တို့ဖြစ်ဖို့များတယ်ပေါ့ sign တွေကတော့အဓိကမဟုတ်ပါဘူးပေါ့နော်ဒါလေးကမြင်လို့ပြောလိုက်တာဖြစ်တယ်ပိုင်တူးလေးတွေကိုကြိုက်တဲ့သူများလိမ့်မယ်လို့ထင်တယ်ပေါ့နော်ပိုင်တူးလေးစီမှာရွေးချယ်စရာတွေအများကြီးရှိနေတတ်တယ်ပေါ့သူကတော့ပိုင်တူးလေးစီကိုတက်တက်မမတ်ရောက်လာမဲ့သူမျိုးဖြစ်တယ်သူကပိုင်တူးလေးကိုအရန်ဆွဲလန်းနေပြီးတော့ပိုင်တူးလေးစီရောက်ဖို့ဘာမဆိုကြော်ဖြတ်ပြီးလာမယ်ဆိုတဲ့သူမျိုးတွေမှာပါတယ်ပေါ့နော်ပိုင်တူးလေးအားလုံးပဲကျဉ်းကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်တူးလေးကိုရွေးချယ်ထားတဲ့သူတွေမှာအချစ်ရေးမှာပေါ့နော်အကြာကြီးစောင့်ဆိုင်ခဲ့ရတာမျိုးများရှိလားဒါမှမဟုတ်ရင်အချစ်နဲ့ပတ်သက်လို့ရှင်ခဏခဏနာကျင်နေရလို့စိတ်တက်တွေတောင်ကြကျင်နေပြီဆိုတဲ့သူတွေများပါမလားမပြောတတ်ဘူးပေါ့နော်အဲ့လိုလူတွေပါလို့ရှင်တော့ဝမ်းသာလို့ရပြီအချစ်ရေးမှာမကြခင်ကံကောင်းတော့မယ်ပေါ့နော်ပိုင်တွေးလေးဘဝတွေကိုဝင်လာမဲ့သူရဲ့ရုပ်ရည်ကိုအရင်ဆုံးပြောလိုက်မယ်ပေါ့တည်ငြိမ်တယ်လို့ပြောရမယ်ပေါ့နော်တည်ငြိမ်တယ်သူ့ကိုကြည့်လိုက်တာနဲ့အေးချမ်းနဲ့အငွေ့တက်လေးရတယ်ပေါ့ဒါပေမဲ့ခန္ဓာကိုယ်ကတော်တော်လေး strong ဖြစ်တယ်တန်မာပြီးတော့အဲ့လိုသူ့ကိုယ်သူယုံကြည်ချက်ရှိတဲ့ပုံစံမျိုးဖြစ်နေတတ်တယ်ပေါ့နော်သူ့မှာလေအဲ့လိုထူးခြားတဲ့အမှတ်သားတစ်ခုခုပါတတ်တယ်မှဲ့တို့အမှတ်တို့ဒါမှမဟုတ်ရင်လည်းအဲ့လို jaw line กว่าဒီလားအဲ့လိုမေးရိုးတို့ jaw line တို့ကအရန်မိုက်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တတ်ပါတယ်ပေါ့ဆိုတော့လူတစ်ယောက်ကိုကြည့်ရင်လေအဲ့လိုကျင်နာတတ်တဲ့မျက်လုံးတွေနဲ့မျက်ဝန်းတွေနဲ့ကြည့်တတ်တဲ့သူဖြစ်ပါတယ်သူ့ရဲ့နာမည်မှာ T P နောက်တစ်ခုက Z ပြီး N ပေါ့နော်အဲ့ဒါလေးပါတတ်တယ်ပေါ့နော်စလုံးပေါင်းမှာအဲ့လိုအခရာလေးတွေပါတတ်တယ်ပေါ့
သူကပိုင်တွင်းလေးစီကိုအဝေးကနေလာမှာဆိုတော့အဝေးကနေလာမှာဆိုတော့ပိုင်တွင်းလေးတို့နှစ်ယောက်ကမြို့မတူတာ ADIS တို့ဒါမှမဟုတ်နိုင်ငံမတူတာတို့လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါမှမဟုတ်ခရီးတွေပါသွားရင်းနဲ့စုံရတာမျိုးလည်းဖြစ်တတ်တယ်ဒီမှာတော့လေအဲ့လို Sagittarius တို့ Cancer တို့လိုမျိုး energy မျိုးခံစားရတယ်ပေါ့နော်ဆိုင်းနေရတော့အဓိကမဟုတ်ပါဘူးအဲ့လို energy မျိုးရှိတတ်တယ်ပေါ့နော်ပိုင်တွင်းလေးစီကိုဘလို့အတားအဆီးမျိုးပဲရှိရောက်အောင်လာမဲ့သူမျိုးဖြစ်ပါတယ်ပိုင်တွင်းလေးတို့အဆင်ပြေဖို့ကလေအခက်ခဲတွေအများကြီးကြော်ဖြတ်ပြီးတော့မှအဆင်ပြေသွားတာမျိုးဖြစ်တတ်ပါတယ်ပိုင်တွင်းလေးအားလုံးပဲကျင်းနေကြလိမ့်မယ်လို့ညွှန်လင့်ပါတယ်နော်